kitchen ပဲထိုးမှာ ဒါအနောက်ကအဝါကြီးအဲ့ဒါဘယ်တော့မှစေးပြန်တုတ်ထားရလဲ အဲ့ဒါကိုရော3လပိုင်းတော့တုတ်တာ ဒီနေ့မှတုတ်တာအမေဟုတ်လား ဒီနေ့မှာပဲလေ အေးလေ ပထမတစ်ချိန်ကတော့တုတ်တယ်အဲ့ဒါမိုးရအဲ့ကိုဟိုနေ့မိုးရသွားပြီလေမိုးရတော့ဆေးရောင်နဲ့မိန်သွားတာ မိုးရွာတော့ ဆေးရောင်နဲ့မိန်သွားတာပေါ့ အေးပေါ့ ဒီတော့ဒီလိုရအောင်လို့ကို အင်း နောက်ချက်တော့ဘယ်ဟိုပြိုသွားပြီမေနူကရှေ့ရတဲ့မျိုးလောက်စားကြအောင်ထားခဲ့တာ ဩဟော तू ကအဲ့အထဲထဲမှာပြီးတဲ့သူတွေဝင်ကယ်လို့မရဘူးလားအဲ့တော့ဒီထဲထဲမှာ ဒီထက်ပြီးတယ်ဆိုမရှိဘူးတဲလွယ်မရှိ ဟုတ်လား တဲလူရှိ အ တာ သေးတာဘယ်မှာတည်ရ ဟိုမှာမြို့သေးရှိရလေမြို့သေးလေ ဩဒီထဲမှာမရှိဘူးလား နေမြို့သေးရှိရလေဟိုမှာလေနေမြို့သေးကကျတော့ကိုလူ9ယောက်ကပြီးတာပြီးတော့လူ9ယောက်ထဲကကို2ယောက်ကတက်ရှင်တယ် ဩ ဟိုကတည်တာပေါ့ဟိုကကျတော့ကို1ယောက်ကထုတ်လို့ရတယ်2ယောက်ကထုတ်လို့မရဘူးခုချိန်ကြီးပဲ အဲ့ဒါဒီထဲမှာပိတ်မိတယ်မရှိဘူးပေါ့ ရှူ ဩ မင်္ဂလာပါဒီကောင်မင်းအဲ့လေသူ့ရဲ့တဲ့ဖြစ်တာကျိုးပေးရနော်ဟမ်ခုလဲဟုတ်လားအေးခုလဲဘယ်သူအဲ့ကိုညမကိုရဲအေးကိုလဲကိုရဲကိုတနေ့ဟိုသားဒီလာတော့ဘာမှဖမ်း